လက်တလောဖြစ်ပေါ်နေတဲ့ငယ်တွေဘေးရတဲ့နဲ့ပတ်သက်ပြီးကျွန်တော်ပါဝင်လူတဦးတယောက်ချင်းနေတဲ့စိုးရိမ်သောကားရောက်နေကြရတယ်။ပူဆွေးဝမ်းနေကြရတယ်။ပိတ်လောင်နေတဲ့ခံစားချက်တွေနဲ့မောချမ်းနေကြရတယ်။ဒီအချိန်တွေမှာကျွန်တော်ဘာကူညီပေးနိုင်မလဲအမြဲစဉ်းစားဖြစ်တယ်။ကျွန်တော်တောက်တနေရာနေပြီးတော့ပါဝင်ကူညီပေးချင်တယ်။ဟိုတရက်ကကျွန်တော်တည်င်းတစ်ပုတ်ဖတ်လိုက်ရတယ်။စင်ကာပူမှာအလုပ်လုပ်နေတဲ့ကာမလေးတယောက်သူမိဘတွေပါဝင်မိသားစုလောကငယ်နေပြီးလို့ထဲပါသွားတဲ့အတွက်ကြောင့်ဦးဆွေတော့ကရောက်ပြီးတော့တိုက်ပေါ်ကနေခုတ်ချတက်ပြီးတဲ့တည်င်းပေါ့နော်ကျွန်တော်အများကြီးစိတ်မကောင်းဖြစ်ရတယ်ဒီလိုအခြေအနေဖြစ်ပြနေမျိုးမြေပြင်ပေါ်မှာရောဘယ်နဲ့ရအောင်ရှိနေပြီလဲဒီထဲမှာရှိတဲ့လူတဦးတယောက်ချင်းစီတိုင်းရောဒီပမှာရှိတဲ့လူတဦးတယောက်ချင်းစီတိုင်းရောပင်ပန်းခက်ခဲမောချမ်းမှုတွေနေပြီးတော့ခဏလောက်ဖြစ်ဖြစ်ပူတာဖို့လိုအပ်နေပြီလို့ကျွန်တော်မြင်တယ်ဒီအတွက်ကြောင့်ပင်ပန်းခက်ခဲမောချမ်းမှုတွေနေပြီးတော့ခဏသာဖြစ်ဖြစ်ဟိဖြစ်စေမဲ့အကြောင်းအရာလေးတွေကိုညှဝေပေးချင်တာရဲ့နောက်တစ်ခုကကျွန်တော်နိုင်ငံမှာအဲ့ဒီတစ်ခုကြုံလာပြီဆိုရင်ကိုဗစ်စီလေးစမတန်ဈေးတင်ရောင်းတာလေးအမျက်စားတဲ့ခက်ပြတဲ့အချိန်ကျမှအမျက်စားတဲ့လူဒန်းစားတွေရဲ့ကူညီပေးရမယ့်အချိန်မှာတော့မှဓမြဝေတန်းတဲ့လူဒန်းစားတွေရဲ့အခြားကျွန်တော်မပြောချင်တဲ့အကြောင်းအရာတွေရဲ့အဲ့လိုလူဒန်းစားတွေကိုမပြောင်းစေချင်တယ်ပြီးတော့ဒီအချိန်လေးမှာအားလုံးကခက်ခဲပင်ပန်းနာကျင်နေကြရတယ်တယောက်နာကျင်ရမယ့်စကားလုံးတွေထိခတ်နေတာစင်မဲ့အသုံးလုံးတွေကိုစောင့်ကြည့်ပေးစားပါလို့ကျွန်တော်မေတ္တာရက်ခံပါတယ်ကျွန်တော်တို့အမှန်တကယ်လိုအပ်နေတာကစစ်မှန်တဲ့ချစ်ချင်းမေတ္တာဖြစ်တယ်တူတယောက်ရှိပြီးသားလူတွေကလည်းမရှိတဲ့လူတွေကိုပေးကမ်းဆော့ချင်မယ်အဲ့ဒီလူတွေကလည်းတစ်ခါပြန်ပြီးတော့ကူညီရမ်းပေးဖေးမကြမယ်အားလုံးမြတ်တာတွေနဲ့လွှမ်းချုပ်ထားမယ်ဆိုရင်ကျွန်တော်တို့နောက်လာမယ့်အနာဂတ်ကဘာကြီးဟာအရန်ကိုလာပါနေနိုင်မယ်လို့ကျွန်တော်မြင်တယ်ဒီအတွက်ကြောင့်ချစ်မြတ်တာနဲ့ပတ်သက်တဲ့အကြောင်းအရာလေးတွေကိုဝေမျှဖို့ရဲ့ခက်ခဲပေမဲ့မောချမ်းနေကြတဲ့အခက်တိုက်တွေကနေပြီးတော့အဖြစ်ဖြစ်သွားမဲ့အကြောင်းအရာတွေကိုမျှဝေပေးချင်ရဲ့အဲဒါကြောင့်ကျွန်တော်ဒီ channel လေးကိုထောက်ပြသွားတာဖြစ်ပါတယ်ကျွန်တော်လူတန်းကိုအဆင်ပြေစေချင်တယ်ငြိမ်းချမ်းစေချင်တယ်အဲ့ဒီကင်းစေချင်တယ်အားလုံးကျွန်တော်ချစ်တယ်ကျွန်တော်ဖိလစ်ပါကျွန်တော်ရဲ့မြတ်တာတွေအားလုံးကိုလည်းလက်ချုပ်ပေးပါတယ်သူတော်ကောင်းသူတော်မြတ်တို့ပို့လော်လိုက်တဲ့မြတ်တာတွေကိုလည်းလက်ချုပ်ပေးပါလို့ဆုတောင်းပါတယ်အားလုံးကျမ်းမာချမ်းသာအဲ့ဒီကင်းဘေးဆင်းကြပါစေဒီခက်ခဲလေးကနေပြီးတော့အမြန်ဆုံးကြော်လွှားနိုင်ကြပါစေလို့ကျွန်တော်ဆုတောင်းပေးပါတယ်အားလုံးချစ်ပါတယ်